ခေါင်းရှုပ်လဲနည်းနည်းတက်တာသွားပြီပေါ့နော်အဲ့တော့ကျွန်တော်မနက်ဖြန်14ရက်နေ့လောက်မှာ14ရက်နေ့လောက်မှာကျွန်တော် 3D လက်တက် site ဗီဒီယိုလေးလောက်ပြီးတော့တင်ပေးပါအောင်မယ်နော်အရင်ဘက်ကလိုပဲပောက်ကွက်ဖြစ်မလားပေါ့နော်အရင်ဘက်ကတော့ပောက်ကွက်တော့မဟုတ်ဘူးပေါ့နော်ဟိုနေပေါ့အပူဆိုတော့အာထိုးတဲ့လူတော့အာလုံးပောက်ကြတယ်ပေါ့နော်ဒါကြော်ညာထားတာပါပေါင်းချင်းလေးတွေနဲ့ပဲသွားမယ်ပေါ့ 3D ကိုပြောတာပေါင်းချင်းလေးတွေတော့ပေါင်းချင်းလေးတွေတွေ့ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့73ရက်နေ့ညနေကိုသွားမယ်နှလုံးကကျွန်တော်ကတော်တော်လေးစိတ်ပြတ်နေပြီပေါ့ဒီနေ့ကျွန်တော်လုံးဝမတင်ပေးတော့ဘူးလို့တော့ဟိုစဉ်းစားထားတာပေါ့နော်ဒါပေမဲ့မနက်ကဒူးပို့တော်ထပ်ပြီးတော့တင်ပေးလိုက်သေးတယ်ပောက်ကွက်လေးဖြစ်ရင်လည်းကိုလူတွေပေါက်အောင်ပေါ့နော်ပောက်ကွက်မဖြစ်တာလည်းတပတ်လုံးပဲဆိုတော့ပထမမှာတော့လုံးမိုင်းနေမှန်ပြီးတော့ကတ်လွဲနေဒါမဲ့ထိတ်ဖန်းတော့အပိတ်ဖန်းတော့ထိတ်ကြအဲ့လိုတွေဖြစ်နေမနက်ကလည်းကျွန်တော်6တော့ပိတ်ပထမပို့မှာကျွန်တော်6တော့ပိတ်မှန်တယ်6ထွက်တယ်ဒူးပို့တော်ကျွန်တော်တင်လိုက်သေးတယ်ဒူးပို့ကတော့ဘာမှမဆိုင်ပါဘူးနော်အဲ့တော့ပြန်ပြီးတော့ပထမကတ်လေးတွေကျွန်တော်ပြန်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ခွန်6မှာလည်း9နောက်ပိတ်တစ်ချက်ပဲပါတယ်ပေါ့9နောက်ပိတ်တစ်ချက်ပါတယ်မှာ3လုံးရှင်းနဲ့3လုံးရှင်း3လုံးရှင်း3လုံးရှင်းထားတာအဲ့တော့ခွန်ထိပ်စီကဘယ်လိုဝင်လဲဆိုတော့မှာ3လုံး9 3လုံးရှင်း3လုံးခွန်ဆိုပြီးတော့မှာခွန်9ဆိုပြီးတော့ဖြစ်တယ်ခွန်9ဆိုပြီးတော့ဖြစ်တယ်အဲ့တော့65မှာကကျွန်တော်6ထိပ်6နောက်ပိတ်ဖမ်းခဲ့တယ်ပေါ့နော်ဒီမှာ6နောက်ပိတ်ဖမ်းခဲ့တယ်အဲ့ဒီညနေ10ရက်နေ့ညနေရပေါ့86နဲ့26ပဲပါတယ်86နဲ့26ပဲပါတော့ကျွန်တော်ဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ဆိုပြီးတော့ပေးမလားပေါ့နော်အပေါ်မှာလည်းအထောက်လေးရှိရနဲ့အဲ့နဲ့ကျွန်တော်6နောက်ပိတ်ဖမ်းလိုက်တယ်အဲ့သူက6ထိပ်ဝင်လာတယ်6ထိပ်ဝင်လာတဲ့ပုံစံက3လုံး4 3လုံး4 3လုံး4ဆိုပြီးတော့6ထိပ်ဝင်လာတယ်ဘရိတ်1နဲ့ရိုက်တယ်ဘရိတ်1ကဒီ1ခွန်ရဲ့ခွန်နောက်ပိတ်နဲ့6ဘရိတ်နဲ့3လို့ဖြစ်တယ်ဒီ1နှစ်ရဲ့2နောက်ပိတ်နဲ့ဒီ1ဘရိတ်နဲ့သူက3လို့ဖြစ်တယ်ဒီ9နှစ်ရဲ့2နောက်ပိတ်နဲ့ဒီ1ဘရိတ်နဲ့သူက3လို့ဖြစ်အောင်လို့3ပဲမြတ်ပေါ့3လို့ဖြစ်အောင်လို့ဒီမှာ2ရှိတဲ့အတွက်2နောက်ပိတ်ရှိတဲ့အတွက်3လို့ဖြစ်အောင်1ဘရိတ်ရိုက်တယ်65လို့ရိုက်သွားတာပေါ့နော်အဲ့လိုနဲ့မပြီးသေးဘူးဒီမှာ40မှာလဲသူကဒီမှာသူက3ပင်ပြီးအောင်မိတာသူက4ပင်ထပ်ပေးသွားတာဒီခွန်ကို9နောက်ပိတ်နဲ့ဒီမှာ3ဖြစ်အောင်လို့ဆိုပြီးတော့သူက4ဘရိတ်ချပါတယ်4ပင်ဆက်မပေးဘူးထင်လိုက်တာပါနော်ဒီပင်မှာပဲဒီပင်ထွက်ပြီးမှမြင်တာပါဒီဘရိတ်လန်းရတယ်အဲ့တော့ဒီ36မှာလဲ6နောက်ပိတ်နဲ့တူတာဆိုတော့ကျွန်တော်36တစ်ခွက်ပဲပါတယ်เนาะဖြစ်ပုံကဒီ3လုံးကိုတပင်ကျော်မှာဟုတ်ပါဘူးခွန်ဒီ3လုံးခွန်တပင်ကျော်မှာဒီ3လုံးခွန်တပင်ကျော်မှာဒီ3လုံးခွန်ဆိုပြီးတော့တွေ့ရ6နောက်ပိတ်ပေါ့နော်ဒီနှလုံးတိရှိတော့6နောက်ပိတ်ပြီးတဲ့ခါကျဒီ3လုံး4ဒီ3လုံး4ဒီ3လုံး4ဆိုပြီးတော့3ညထိပ်စီဝင်တယ်3ညထိပ်စီဝင်လာတယ်အဲ့ညနေကကျွန်တော်တင်တာအဲ့ပထမပုံမှာဒုပို့လည်းမတင်ပါဘူးအဲ့လို site တွေမြင်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့ဒီခဲတော့ခရင် site တွေလိုက်ဖန်တာလည်းမကြောက်ဘူးလွယ်ကူ site တွေပဲလိုက်ဖန်မယ်ဆိုတော့လွယ်ကူတဲ့ site တွေကြောက်လည်းမပေးပြန်ဘူးဖန်တော့လေအဲ့တော့6နောက်ပိနဲ့တစ်ခွက်ပဲပါတယ်ထားပါတော့ဒီ99မှာလဲအမှ9နဲ့တူတာဆို45တစ်ခွက်ပဲပါတယ်45တစ်ခွက်ပဲပါတယ်ဒီ3လုံးပေါင်းချင်း4တပင်2ပင်3ပင်ကျော်မှာဒီ3လုံးပေါင်းချင်း4တပင်2ပင်3ပင်ကျော်မှာဒီ3လုံးပေါင်းချင်း4တပင်2ပင်3ပင်ကျော်မှာဒီ3လုံးပေါင်းချင်း4ဆိုပြီးတော့9နောက်ပိတွေ့တယ်9နောက်ပိတွေ့တယ်အဲ့ဒါကို4ပင်မြောက်ဆိုပြီးတော့မကန်ချင်ဘူးဒီ3လုံး3ညဒီ3လုံး3ညဒီ3လုံး3ညဆိုပြီး9ထိပ်ဆိုလဲမြင်းတယ်အဲ့ဒါကိုလည်းကိုကမကြိုက်အပူဆိုရင်ကျွန်တော်ကြိုက်ကုန်မကြိုက်တာအဲ့ဒီညနေရမှာရည်စရာပြောပြလာမှာရည်စရာပြပြလိုက်မှာကျွန်တော်ဆွဲထားတာခွန်အပူဒီ3လုံး3ညလို့ကျွန်တော်ရေးထားတယ်
အမှန်မှဒီခွန်ရယ်ရှစ်ရယ်ခွန်ရယ်သုံးလုံးပေါင်းကြီးမှာနှစ်ဖြစ်တာအဲ့ဒါကိုတုံညလို့ရေးတယ်ဒီသုံးလုံးတုံညဒီသုံးလုံးတုံညဆိုပြီးတော့ကျွန်တော်ခွန်ထိပ်ဖမ်းပြီးတော့ဒီသုံးလုံးတစ်ဒီသုံးလုံးတစ်ဒီသုံးလုံးတစ်ဆိုပြီးတော့ခွန်နောက်ပိတ်ပန်းတယ်မှာခွန်အပူစာကြီးဆွဲထားတယ်နော်အဲ့တော့အဲ့လိုတွေကြောင်ခန်းတွေဖြစ်ကုန်တာအဲ့တော့ तू က9ကြာရော9က तू က9နောက်ပိတ်ကနောက်တစ်ဆိုင်ရှိသေးတယ်ဒါကတော့ဒီ site ကတော့မမြင်ပါဘူးဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်ဆိုပြီးတော့ तू က9နောက်ပိတ်ကြာလာတယ်အဲ့တော့9ရိုက်တယ်မနက်ကလည်းနော်မနက်ကလည်းဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8လို့တော့ပေးထားသေးရပဲဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8လို့ပေးမယ်ဆိုပြီးတော့6နောက်ပိတ်ဖမ်းလိုက်တယ်အဲ့ဒါပထမကတ်မှာ96မိန်းခွက်ပါတယ်ဗောနော်46ရယ်ဘာ6ရယ်လည်းမသိဘူးခွန်6ရယ်ဖြစ်မယ်3ခွက်ပါတယ်အဲ့ဒါကို66ထွက်တယ်အဲ့ဒါကို66ထွက်တယ်ဆိုတော့ပေါက်ကမဖြစ်ပြန်ဘူးနော်အဲ့တော့73ရက်နေ့ညနေအတွက်ကိုဘယ်လိုလာမလဲဆိုတဲ့ခါကျတော့ဒီ3လုံးကခွန်တပင်2ပင်3ပင်ကျော်မှာဒီ3လုံးကခွန်တပင်2ပင်3ပင်ကျော်မှာဒီ3လုံးခွန်ဆိုရင်1နောက်ပိတ်နော်1နောက်ပိတ်ဒါမှမဟုတ်လို့ဒဲဖမ်းကြမယ်ဒီ3လုံး2ဒီ3လုံး2ဒီ3လုံး2ဆိုရင်2နောက်ပိတ်2နောက်ပိတ်အဲ့တော့2တက်ကနောက်ပိတ်အဲ့တော့ဒီ6ကြောင်နဲ့ဒီနှလုံး9တယ်တဲ့6ရဲ့နှက်က9ဒီ4ကြောင်နဲ့4ရဲ့နှက်က2ဒီနှလုံး2တယ်တဲ့အဲ့တော့ဒီ3ညကြောင်နဲ့3ညရဲ့နှက်ကခွန်ဒီနှလုံးခွန်မယ်ဆိုရင်လည်း2နောက်ပိတ်တဲ့ပြီးတဲ့အခါကျတော့ဒီ3လုံးပေါင်းခြင်းက9တဲ့ဒီ3လုံးပေါင်းခြင်းကဘာဖြစ်လဲ6တဲ့5 6ဒီ3လုံးပေါင်းခြင်းကခွန်ဆိုရင်လည်း2နောက်ပိတ်တဲ့အဲ့တော့2နောက်ပိတ်ကတော့3ချက်ရှိတယ်ပတ်တိကစားခြင်းနဲ့ဆိုရင်တော့2ပတ်တိပေါ့နော်အဲ့တော့ဒီ3လုံးက1ဒီ3လုံးက1ဒီ3လုံးက1ဆိုရင်3ညထိတ်အဲ့တော့အဲ့ဒါကြီးရတဲ့ဒါအမြင်လေးနဲ့လိုက်ဖန်ထားတာပေါ့နော်ကြားမကြောက်ဘူးလို့ပြောလို့တော့မရဘူးပေါ့အဲ့တော့သူကဒီ3ညထိတ်ကြလာတဲ့ပုံစံကလည်းဒီမှာရှိသေးတယ်ကိုကတော့ဒီ3လုံးပေါင်းခြင်း1 9 8 4 3လုံးပေါင်းခြင်း1 5 6 3ည3လုံးပေါင်းခြင်း1ဒီညနေမှာစက်ဖတ်မှဆိုပြီးတော့ကြည့်လိုက်တာ तू ကမဟုတ်ဘူးဒီ3လုံး1ဒီ3လုံး1ဒီ3လုံး1ဆိုပြီးတော့ तू ကမနေ့ညနေ3ညထိတ်ဝင်လာတယ် तू က3ပင်ပြည့်သွားရော3ပင်ပြည့်သွားတော့4ပင်တော့စက်ဖတ်လို့မရတော့ဘူးတကယ်လို့4ပင်စက်ဖတ်မယ်ဆိုတော့ဒီ3လုံး1ဆိုရင်တော့6ထိတ်ပေါ့နော်6ထိပ်ပေါ့လို့အဲ့တော့ဒီ3လုံးပေါင်းခြင်းရခွန်ဒီ3လုံးခွန်ဒီ3လုံးပေါင်းခြင်းရ9ဒီ3လုံး9ဒီ3လုံးပေါင်းခြင်းရ5ဒီ3လုံး5ဆိုရင်လည်း9နောက်ပိတ်အဲ့တော့ break line အနေနဲ့ကတော့ဒီမှာဒီ3လုံး8 3လုံး8 3လုံး8လို့မပေးဘူး3လုံး3ည3လုံး3ည3လုံး3ညဆိုရင်ညနေ3ည breakဒီ3လုံး5 3လုံး5 3လုံး5ဆိုရင်9 break အဲ့ဒါ9 3ည break လို့တော့မြင်တယ်ပေးမပေးတော့မသိပါဘူးเนาะအဲ့တော့2နောက်ပိတ်က3ဆိုင်ကြာနေတယ်အဲ့တော့ညနေတော့ကတော့ညနေ33ရက်နေ့ညနေတော့ကတော့3ည2 3ည9 5နှစ်မိန်ပါเนาะ8နှစ်ရယ်9နှစ်ရယ်9တစ်ရယ်3ည1ရယ်3ည3ညရယ်6 9ရယ်ရန်ပေါ့အဲ့တော့ကြိုက်တဲ့လူတွေကြိုက်ွက်လေးပါရင်လိုက်ကစားပေါ့เนาะဟိုလွဲနေတာလုံးဝမှန်မှမဟုတ်တော့ဘူးဆိုရင်လည်းပေါ့ like မထိုးပဲနေလို့ရပါတယ်ပေါ့နော်ကဲအားလုံးပဲကံကောင်းကြပါစေ